တင်းနေနဲ့ပေါ့နော်မရည်ရွယ်ပဲနဲ့ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကတင်းရဲ့ for you တွေကိုရောက်လာတာကိုတွေ့ရတယ်ဒီဗီဒီယိုကိုကြည့်ပြီးရဆိုရင်တော့သင်္ကန်းကောင်းပါပြီဗျဟုတ်ပါတယ်ဗျအဲ့တော့ဒီဗီဒီယိုကပေါ့နော်ကျွန်တော်အနေနဲ့ positive energy တခုကိုလာရောက်မျှဝေသတင်းစကားပေးတဲ့ဗီဒီယိုဖြစ်ပါတယ်ကိုကမရည်ရွယ်ပဲနဲ့ကျွန်တော်ရဲ့ဗီဒီယိုကြည့်မိတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ for you ထဲမှာပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကိုတက်လာလို့ကြည့်မိတာပဲဖြစ်ဖြစ်ကြည့်မိရင်တော့တင်းစီကို universe ကနေပြီးသတင်းစကားတွေပေးခြင်းလို့ဆိုတာကိုသဘောပေါက်လာပါဗျအဲ့တော့ဒီနေ့22ရက်ပေါ့နော်23ရက်နေ့ကနေပြီးတော့ကျွန်တော်တို့ဇူလိုင်31ရက်နေ့အတွင်းပေါ့နော်ကျွန်တော်9ရက်တာကာယအတွင်းမှာတင်းစီကနေပြီးတော့ထွက်သွားတဲ့တချို့သူတွေတင်းရဲ့မိသားစုဝင်တွေဆိုတော့ကိုယ့်ရဲ့အတိမိတ်ဆွေတွေဆိုတော့၎င်းပေါ့နော်ကိုယ့်ရဲ့ H တွေဆိုတော့၎င်းပေါ့နော်တင်းစီကိုဒီ9ရက်အတွင်းမှာပြန်လာမယ်ဆိုရင်ရှုံးလားโอเคမယုံရင်စောင့်ကြည့်ပါနော်โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီမှာဒါတော့မင်းအကဖြစ်ပါတယ်အကယ်လို့ဒီဗီဒီယိုကပေါ့နော်တင်းရဲ့ for you တွေကိုတက်လာတာမျိုးတွေဒါမှမဟုတ်တင်းမရည်ရွယ်ပဲနဲ့ပေါ့နော်ဒီဗီဒီယိုကိုကြည့်ချင်တာကြည့်မိတာမျိုးတွေဆိုရင်ဒါ universe ကတင်းကိုသတင်းစကားတွေလာပြီးတော့ကျွန်တော်ကိုပေးခိုင်းတာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ပြောသလိုပဲပေါ့နော်အခုဇူလိုင်23ရက်နေ့ကနေပြီးတော့ကျွန်တော်အနေနဲ့31ရက်အတွင်းပေါ့နော်ကျွန်တော်အနေနဲ့9ရက်အတွင်းပေါ့နော်တင်းနဲ့အဆက်အသွယ်ပြတ်နေတဲ့သူတွေတင်းရဲ့မိသားစုဝင်တွေတချို့ဆိုပေါ့နော်ကျွန်တော်အနေနဲ့ပြောလို့တငယ်ချင်းမိတ်ဆွေတွေနဲ့ပေါ့နော်ကျွန်တော်တင်းနဲ့ပြန်ပြီးတော့စုံစည်းရတာမျိုးတွေကျွန်တော်အနေနဲ့ပြန်လဲစုံစည်းတာမျိုးတွေသတင်းစကားကြားရတာမျိုးတွေဒါမှမဟုတ်လူကိုယ်တိုင်ရောက်လာတာမျိုးတွေပေါ့နော်သိကြပါဦးကြုံတွေ့ရမယ့် energy လေးတစ်ခုကိုကျွန်တော်အနေနဲ့လာရောက်မျှဝေပေးသွားတာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုပေါ့နော်ကျွန်တော်အနေနဲ့ဒီဗီဒီယိုကိုကြည့်ပြီးလို့ထိုက်တဲ့သူနဲ့ပဲကျွန်တော်အနေနဲ့ energy ကြိုက်ပါသေးလို့ကျွန်တော်အနေနဲ့တင်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုထိုက်တဲ့သူပဲပြင်ပါသေးဆိုပြီးကျွန်တော်အနေနဲ့တင်မှာဖြစ်ပါတယ်ဘာ hashtag မှာခံပြီးတော့တင်မှာမဟုတ်ပါဘူးဗျအဲ့တော့ဒီဗီဒီယိုကိုကြည့်ပြီးရရင်ဒါကိုနဲ့ energy ကြိုက်တယ်လို့သတ်မှတ်လိုက်ပါဗျအဲ့တော့ကျွန်တော်ပြောသလိုမျိုးပေါ့နော်ဒီအခုဇူလိုင်23ရက်နေ့ကနေပြီးတော့ဇူလိုင်31ရက်နေ့အတွင်းမှာပေါ့နော်တင်တဲ့အဆက်အသွယ်ပြတ်နေတဲ့သူတွေတင်းရမိသားစုဝင်တွေတော့မဟုတ်ကျွန်တော်နဲ့လှုပ်ဖို့ခိုင်းမဲ့မိတ်ဆွေတွေပေါ့နော်ဒီလိုမျိုးတွေနဲ့ပြန်လည်ပြီးတော့ကျွန်တော်အနေနဲ့ပြန်ဆုံရတာမျိုးတွေအဆက်အသွယ်ရတာမျိုးတွေပေါ့နော်ဒီလိုအဆက်အသွယ်မဟုတ်ရင်တော့သတင်းစကားကြားရတာမျိုးတွေဒေတာဘောက်ကိုရရှိပါလိမ့်မယ်ဗျအဲ့တော့ကျွန်တော်ပြောရတဲ့ positive energy လေးကိုလည်းလက်ခံရယူပြီးတော့ climb လုပ်သွားပါဘောနော်ကျွန်တော်နဲ့ပို့ပြီးတော့ဒီ video ရဲ့ energy နဲ့ပို့ပြီးတော့energy ပို့ပြီးတော့ကိုက်အောင်လို့ဘောနော်ကျွန်တော်အနေနဲ့ climb ဆိုတာလေးကိုလည်းမှန်ပြီးတော့ကြပါအောင်ကျွန်တော်ပေးတဲ့ positive energy လေးကိုလည်းလက်ခံရယူပြီးဘောနော်ကျွန်တော်ရဲ့ account လေးကိုလည်း follow မလုပ်ရသေးရင် follow လုပ်ပေးပါအောင်ပြီးရင်ကျွန်တော်ရဲ့ဒီ video လေးလည်း like and share လေးလည်းလုပ်ပေးကြပါအောင်တကယ်လို့ဘောနော်ကျွန်တော်အနေနဲ့ဒီ9ရက်အတွင်းမှာဘောနော်ကိုမျောလင့်နေတဲ့သူကပြန်လာတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ video အောက်မှာပြန်ပြီးတော့ comment လာပြီးတော့မှန်ပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးပဲဆက်သွယ်ပြနေတဲ့သူတွေပြန်လည်ရရှိကြပါသေးကျွန်တော်အခုပေးတဲ့ positive energy ကိုလက်ခံရယူပြီးတော့ universe ကပေးတဲ့လက်ဆောင်ကိုလက်ခံရယူပါကျွန်တော်နာမည်တော့မင်းအကဖြစ်ပါတယ်ဗျာ